မင်္ဂလာပါသားတို့သမီးတို့ရေဒီကနေ့မှာတော့ Focus Story Channel လေးကနေပြီးတော့ကလေးတို့ကိုစိတ်ဝင်စားဖွယ်ကောင်းပြီးသင်ခန်းစာယူနိုင်မဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်။ဟိုးရှိတုန်းကအတိုင်းပြည်တစ်ခုမှာအရန်ကိုတရားမျှတတဲ့မင်းကြီးတစ်ပါးရှိတဲ့။အဲ့ဒီမင်းကြီးမှာသားသမီးရလည်းမရှိတဲ့အတွက်ဒီနေ့မှာတော့တိုင်းပြည်တွေကကလေးလေးတွေကိုနန်းတော်တွေကိုခေါ်လိုက်တယ်လေကွယ်။ပြီးတော့ကလေးတယောက်ချင်းစီကိုပန်းမျိုးစီတစ်စီချင်းစီပေးပြီးဒီလိုမျိုးပြောလိုက်တယ်။ကလေးတို့ဒီမျိုးစေ့တွေကိုအိမ်မှာတေချာစိုက်ကြပါ။နောက်တစ်နှစ်ပြည့်တဲ့အခါဘသူရဲ့ပန်းပင်ကအလှဆုံးဖြစ်မလဲဆိုတာငါကိုတော်စီကိုပြန်လာပြကြရမယ်တဲ့။ကလေးတွေထဲမှာဆူဆူဆိုတဲ့အကောင်လေးလည်းပါတာပေါ့ကွယ်။ဆူဆူကမျိုးစေ့လေးကိုပန်းအိုးထဲမှာတေချာစိုက်တယ်။ရေလောင်းတယ်ဂယူးစိုက်တယ်။ဒါပေမဲ့တစ်လကြာတယ်နှစ်လကြာတယ်ဆူဆူရဲ့အိုးလေးထဲမှာဘာပင်မှပေါက်မလာဘူးတဲ့ကွယ်တစ်နှစ်ပြည့်တဲ့နေ့မှာတော့ကလေးတွေအားလုံးနန်းတော်တွေကိုပန်းအိုးကိုစီနဲ့ပြန်လာကြတယ်တချို့ကလေးတွေရဲ့အိုးထဲမှာရောင်စုံပန်းလေးတွေဝေစားနေရပဲဆူဆူကလေးကတော့စိတ်မကောင်းစွာနဲ့ပဲအပေမပေါက်တဲ့မြေကြီးကိုအလွတ်ကလေးကိုပွေးပြီးရောက်လာခဲ့တာပေါ့ကွယ်မင်းကြီးကပန်းအိုးတွေကိုတစ်ခုချင်းစီလိုက်ကြည့်တယ်နောက်ဆုံးဆူဆူရဲ့အိုးအလွတ်နားလေးကိုရောက်လာတဲ့အခါမင်းကြီးကပြုံးပြီးဒီလိုပြောလိုက်တယ်ကွယ်ဒီတိုင်းပြည်ရဲ့အနာဂတ်မင်းသားလေးဟာဒီကောင်လေးပဲဖြစ်ရမယ်ဘာလို့လဲဆိုတော့ငါပေးလိုက်တဲ့မျိုးစေ့တွေဟာအပင်မပေါက်အောင်ပြုတ်ထားတဲ့မျိုးစေ့တွေဖြစ်နေလို့ပဲမင်းတို့အားလုံးကအပင်ပေါက်ချင်တာနဲ့တခြားမျိုးစေ့တွေကိုပြောင်းစိုက်ခဲ့ကြတယ်ဒါပေမဲ့စိုးစိုးတယောက်ထဲကသာအမှန်အတိုင်းရိုးရိုးသားသားလာပြခဲ့တာပဲတဲ့ကွယ်တွေ့လားသားတို့သမီးတို့ရေရိုးသားခြင်းဟာဘယ်အရာနဲ့မှမလဲနိုင်တဲ့တန်ဖိုးတစ်ခုပါပဲအမှန်အတိုင်းပြောရတာကလည်းလူတစ်ယောက်ကိုအလှပဆုံးဖြစ်စေပါတယ်ကွယ်ကဲဒီနေ့အတွက်တော့ပုံမြင်ကလေးရထားပါပဲကွယ်ခလေးတို့လည်းရိုးသားခြင်းရဲ့တန်ဖိုးကိုနားလေသဘောပေါက်ပြီးမှတ်သားထားရမယ်နော်